အရာရာဟာဧည့်သည်တွေပါတယောက်ယောက်ကထားခဲ့ရင်ဝါမနေပါနဲ့ခမားရှောက်ရမယ့်လမ်းကိုသူတို့မလိုက်ကျင်လို့လည်းဖြစ်နိုင်တယ်လို့သူသွားမဲ့လမ်းမှာခမားကိုမခေါ်ကျင်တာလည်းဖြစ်နိုင်ပါတယ်ဘယ်ခရီးကိုမှအစအဆုံးအတူတူသွားရမယ်လို့ဘယ်သူကမှပုံသေးကားကြတတ်မှတ်မထားသလိုဘယ်သူလိုက်မလိုက်ခမားကတော့သွားနေရအောင်မှာဖြစ်ပါတယ်ခမားပါမပါသူလည်းပဲဆက်လျှောက်နေရမှာဖြစ်ပါတယ်ငငယ်ကတော့တွေးဘူးကြမှာပါအဖေနဲ့အတူတူနေမယ်အမေနဲ့အတူတူနေမယ်ဒီတငယ်ချင်းတွေနဲ့ဘယ်တော့မှမခေါ်ဘူးဘာညာပေါ့ကိုချစ်ရတဲ့သူတွေနဲ့တသက်လုံးအတူတူနေသွားမှစားတဲ့အတွေးတွေတွေးခဲ့ဘူးကြမှာပါကိုရင်သွားရတဲ့အခါသူတို့ကိုပါသွားဖို့ခေါ်ပြီးမယ်လေသူတို့မလိုက်နိုင်ကြသလိုသူတို့အရင်သွားတဲ့အလဲမှာလဲကိုလိုက်မသွားခဲ့နိုင်ပါဘူးသေချာတာကတော့သူတို့လည်းပဲမသေးမချင်းသူတို့ရွေးထားတဲ့လမ်းကိုရှောက်နေကြမှာဖြစ်ပြီးတော့ကိုကလည်းကိုလမ်းကိုရှောက်ရင်းနဲ့သူတို့နဲ့လမ်းမှာမသေးခင်ခဏတွေးကြတာဖြစ်ပါတယ်တွေးတဲ့အချိန်ခဏလေးမှာချစ်တန်ရောစင်တွေတွေ့ကြမုံကြဆဲကြဆိုကြနဲ့အချိန်စိရင်ကိုလန်းကိုပြန်လျှောက်ကြရမှာဖြစ်ပါတယ်ခဏလူသစ်တွေနဲ့ထပ်တွေ့ရပြီးတော့ခဏလေးခွဲရပြန်တယ်ခဏပျော်ရွှင်ရပြီးတော့ခဏလေးငိုရင်းနဲ့ခွဲရပြန်တယ်ခဏလွမ်းမိကြသလိုတခါတလေနာကြီးတတ်ကြပြန်တယ်ဗျဒါကြောင့်ခမရဲ့ဘဝလေးကိုလူသစ်တွေဝင်လာရင်သူတို့ပြန်သွားမဲ့အချိန်ကိုပါကြိုတွေးထားပါကိုထားခဲ့ရမယ့်အချိန်ကိုပြင်ဆင်ထားပြီးတော့သူတို့ထားခဲ့ရင်လည်းကိုဘယ်လိုရှင်းတန်ပြီးတော့ကြံနေရစ်ခဲ့မလဲဆိုတာကိုလည်းကြိုတင်ပြီးတော့စဉ်းစားထားရမှာဖြစ်ပါတယ်သူတို့လာနေတော့ကိုတတ်နိုင်သလောက်အဲဝတ်ကျင်နေအောင်ကြိုးစားပါသူတို့မရှိရင်လည်းခမားနေတတ်အောင်ပြင်ဆင်ထားပါအပြုံးတွေတောင်ခဏပဲခံရင်အမုန်းတွေကိုအကြာကြီးမွေးမထားပါနဲ့အလွမ်းတွေကိုအရသာမခံကျင်ပါနဲ့အညိုတေးတွေကိုအယောင်မတင်ပါနဲ့တွေ့ချင်းတောင်ဝမ်းသာအားရနဲ့နှုတ်ဆက်တတ်ရင်ပြန်ချိန်ရောက်ရင်လည်းဘက်တွေမထားဘဲနဲ့လမ်းခွဲတတ်အောင်ကြိုးစားကြပါဗျာဟုတ်ကဲ့ပါဖမုန်းတို့ရဲ့ဘဝနဲ့ဖမုန်းတို့ရဲ့နှလုံးသားတွေထဲမှာအကြာကြီးရှိမနေမှာတည်ကြတဲ့သူတွေနဲ့အကြာကြီးဖြစ်နေမှာမဟုတ်တဲ့ကိစ္စတွေကိုထည့်ပြီးတော့တောက်ခါမထားပါနဲ့ခဏလာပြီးခဏပြန်သွားမယ်ဘယ်သူကိုမဆိုအတင်းကြဆုပ်ကင်မထားပါနဲ့မသွားပါနဲ့လို့လည်းမတားပါနဲ့ဝင်လာပါစေပြန်သွားပါစေထွက်သွားပါစေလာတုံးလေးမှာပြုံးနေပြီးတော့ပြန်ထွက်သွားရင်လည်းမငိုပဲပြုံးထားပါမိတ်ဆွေခမရဲ့ခံစားချက်တွေကိုတောက်ခမထားပါနဲ့နှလုံးသားတကားလေးကိုအသားလေးစိထားပါအားလုံးပဲကိုယ်စိတ်နှစ်ပါကျမ်းမာချမ်းသာတော်မူကြပါစေ